ကဲဒီနေ့တော့အရသာရှိတဲ့ spicy အကင်တုပ်လေးတွေလှူစားကြမယ်လုံးရတာလွယ်တယ်စားရတာလည်းဆက်ဆက်လေးနဲ့အရသာရှိတယ် Hello ဓမ္မအားလုံးမင်္ဂလာပါ Fresh Vlog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဆက်ဆက်ရဲရဲနဲ့ရှားလဲသွားစိမ့်မဲ့မာလာအကင်တုပ်လေးလှူစားကြမယ်နော်အကင်ကိုတော့အစုံလေးတွေထည့်ထားပါတယ်မာလာအကင်တုပ်ဖို့အတွက်လိုအပ်တာကတော့မာလာမုန့်ရယ်မယောနစ်ရယ်အရသာထူးခြားစေမဲ့ရှာရဲ spicy sauce လေးပဲဖြစ်ပါတယ်စီပူလာပြီဆိုလို့ရှိရင်တော့ကိုနစ်သက်တဲ့အကင်လေးတွေကိုထည့်ပြီးတော့ကြော်ပါမယ်ရွှေရောင်တန်းပြီးတော့အကင်လေးတွေကျွတ်လာပြီဆိုလို့ရှိရင်တော့ဆယ်ပြီးတော့စီစစ်ထားပါမယ်ပြီးရင်အကင်တွေကိုနယ်မဲ့စလုံးထဲကိုထည့်ပြီးတော့ဆလတ်ရွက်လေးတွေထည့်မယ်မယောနစ်ထည့်မယ်မာလာမုန့်လေးထည့်မယ်မပါမဖြေရှာရဲ spicy sauce လေးကိုထည့်ပါမယ်ရှာရဲ spicy sauce ဘူးလေးကတပူးကို 185 ml ပါဝင်ပါတယ်ပြည်တွင်းထုတ်ကုန်စစ်စစ်ပြလို့ဈေးသက်သာတဲ့တပူးကိုမှ9500ပဲဟာလာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူမျိုးဘာသာမျိုးစိတ်ချလက်ချစားသုံးလို့ရပါတယ်ကြည့်ပါဦးဗျာနေရင်းနဲ့တော့မာလာကင်တုပ်လေးရစားကြည့်စီရတယ်နော်သူနဲ့တွဲစားဖို့အတွက်တခွားသီးဆလရွက်မြုပ်လေးတွေပြင်ဆင်ထားပါတယ်နောက်တစ်ခုကတော့ပြောင်းဘူးကြော်ပါပြောင်းဘူးကိုမယောနစ်ရယ် cheese ရယ်နဲ့ရောပြီးတော့ကြော်ထားတာပါကဲစားပါတော့မယ်မာလာအကင်တုပ်ဆိုရလေးဆက်ဆက်လေးမှတကယ်ကိုစားလို့ကောင်းတာအသားလုံးတွေကတော့ကျွန်တော်စိတ်ကြိုက်ထည့်ထားတာမို့လို့စားလို့ရမ်းကိုကောင်းပါတယ်မာလာအနံ့လေးရယ် spicy sauce အရသာလေးရယ်နဲ့တိတိမိမိပဲကျွန်တော်စားတာကိုကြည့်ရင်လည်းတင်ဘယ်လောက်စားကောင်းမလဲဆိုတော့ခံမှန်းလို့ရပါတယ်ရှာ spicy sauce လေးရာချက်ပြီးသားလည်းဖြစ်တယ်အသင့်ပြင်စီပြီးသားဖြစ်လို့အခုလိုမျိုးအတုပ်တုပ်တဲ့နေရာမှာလည်းအသုံးပြုနိုင်ပါတယ်ကျွန်တော်ကဒီလိုမျိုးအကင်တွေကိုကြော်ပြီးဆိုလို့ရှိရင်ကျွတ်ကျွတ်လေးကြော်စားရတာကိုပို့ပြီးတော့ကြိုက်တယ်ပြီးတော့အခုလိုမျိုးဆက်လက်ရွက်လေးတွေနဲ့စားရတာကိုလည်းပို့ကြိုက်တယ်ကဲဒါကတော့ပြောင်းမှုကြော်လေးပါစားကြပါအောင်ဗျာမာလာကင်တုပ်ဆက်ဆက်လေးရဲ့ဒီလိုမျိုးပြောင်းမှုကြော်လေးနဲ့တကယ်ကိုလိုက်ဖက်ပါတယ်အကျော်ဆုံးတုပ်ပဲဖြစ်ဖြစ်မာလာအကင်တုပ်ပဲဖြစ်ဖြစ်ရောင်းတဲ့သူတွေနဲ့တခြား spicy sauce သုံးတဲ့ဆိုင်ရှင်တွေအတွက်ပါဒီရှာရဲ့ spicy sauce လေးကတကယ်ကိုအဆင်ပြေပါတယ်ဆိုင်တွေအတွက်ပါအဆင်ပြေတယ်လို့စားသုံးသူတွေအတွက်ပါအဆင်ပြေတာမို့လို့ရှာရဲ့ spicy sauce ဘူးလေးကတော့လူကြိုက်များပါတယ်ဒီရှာ spicy sauce လေးကိုကြိုက်တဲ့အကျော်အလော်မျိုးစုံနဲ့တို့စားလို့ရတယ်လို့ dip sauce အဖြစ်လည်းအသုံးပြုနိုင်ပါတယ်ဟင်းချက်တဲ့ခါငရုတ်သီးအနှစ်နေရာမှာအစားထိုးပြီးတော့အရသာပိုရှိအောင်လဲချက်ပြုတ်နိုင်ပါတယ်ရှာရဲ spicy sauce ဘူးလေးရှိုံနဲ့ကိုနစ်သက်တဲ့အစားအစာမှန်သမျှကိုအိမ်မှာပဲအလွယ်တကူလေးလှူစားလို့ရတယ်အရသာလည်းပိုရှိစေပါတယ်ကဲရှယ်ကိုစားကောင်းတဲ့ spicy မာလာအကင်တုပ်လေးကိုအိမ်မှာလှူစားကြည့်နော်လုံးရတာလဲလွယ်တယ်စိတ်ချလက်ချလဲစားသုံးနိုင်တယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog တွေမှာလည်းပြန်ဆောင်ကြမယ်နော်အားလုံး bye bye ပါ